အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကိုရိုနာဗိုင်းရပ်စ်လိုမျိုး Spanish flu လို့ခေါ်တဲ့ရောဂါတစ်မျိုးအကြောင်းပဲဖြစ်ပါတယ်အဲ့ဒီရောဂါဆိုရင်1918ခုနှစ်မတ်လမှာစတင်ဖြစ်ပွားခဲ့တာပါဒီ virus ကလည်းအခုလိုပဲ China ကနေပဲစတင်ခဲ့တာပါအဲ့ဒီ virus ကလည်းတစ်ကမ္ဘာလုံးပြန့်နှံ့ခဲ့ပါတယ်အဲ့ဒီ virus ကို Spain နိုင်ငံမှာစတင်ဖော်ထုတ်ခဲ့တဲ့အတွက်ကြောင့် Spanish flu လို့နာမည်ပေးခဲ့ပါတယ်1918ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အတွက်1918 pandemic လို့လည်းခေါ်ကြပါတယ်တခြားနိုင်ငံက military camp ကနေပြန်လာတဲ့စစ်သားတွေဒီ virus ကိုတည်ခဲ့တယ်လို့လည်းပြောကြပါတယ်သူတို့ကြောင့်နိုင်ငံတော်တော်များများမှာပြန့်နှံ့ခဲ့တာပါကမ္ဘာလူဦးရေရဲ့3ပုံ2ပုံကိုဒီ virus ကူးစက်ခံရတာပါ1918ကနေ1920အထိလူပေါင်းတန်း900လောက်ဒီ virus ကူးစက်ခံရပြီးတော့ခက်မှန်းကြီးရဆိုရင်တန်း100လောက်ကတော့တည်ခဲ့တယ်လို့သိရပါတယ်အခုကိုဗစ်ထက်စပေါင်းများစွာတည်ခဲ့တာပေါ့နော်အဲ့ဒီတည်ဆုံးမှုကဆိုရင်ခုချိန်ဒီတည်ဆုံးမှုအမြင့်ဆုံးနေရာမှာတည်ရှိနေပါတယ်ဖြစ်ရက်ကတော်တော်ဆိုးခဲ့တာပေါ့နော်ပရမကဘာစစ်ကြောင့်ဆရာဝန်တော်တော်များများတည်ခဲ့ပါတယ်ကျန်တဲ့လူတွေတော်တော်များများမှလည်းဒီယောဂကူးခဲ့တာဆိုတော့ဆရာဝန်လောင်းတွေခုလိုပဲဆရာဝန်နေရာကိုယူပြီးတော့လူနာတွေကိုကုသပေးခဲ့တာပါဆေးရုံမှာလူနာတွေပြည့်နေတော့စာသင်ကျောင်းတွေကိုအသုံးပြုခဲ့ပါတယ်ဒီ virus ကိုထိန်းချုပ်ဖို့လူတွေကို quarantine လုပ်ခိုင်းခဲ့ပါတယ်လူတွေကိုဒီခေတ်လိုပဲလူစုလူဝေးမလုပ်ဖို့နဲ့ mask တပ်ဖို့မှာကြားခဲ့တာပါဒီခေတ်က COVID-19 နဲ့1918က Spanish flu ကဆိုရင်လုံးဝကိုတူနေတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ COVID-19 ကနေဘယ်အချိန်မှလွတ်မြောက်သွားမယ်ဆိုတာမသိသေးတော့အားလုံးကျန်းမာရေးပြုဆက်ကြပါအခုလိုဘုဒ္ဓတရားရစီမဲ့အကြောင်းအရာလေးကိုဆက်လက်ပြီးတင်ဆက်ပေးတော့ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube account လေးကို subscribe လုပ်ပေးကြပါနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်